ချက်တဲ့တနအီကို36မိုင်နှုန်းတနအီကို58ကီလိုမီတာသူတို့ရဲ့အရှိန်ဟာဆိုရင်တော့စပိန်ဒဇင်တောင်ကုန်းဘဝနဲ့အရှိန်နဲ့ပြေးဆန်းသွားတဲ့နှုန်းကိုဥမာကြည့်လို့ရနိုင်ပါတယ်။ဒီနှုန်းမှာဆိုရင်တော့ကြောင်တကောင်တသားဖြစ်နေပေမဲ့တိုက်ခိုက်ရမှာတွေလိုမျိုးနဲ့ကြုံတွေ့တဲ့ခါကျရင်သူတို့ကဒီအလျင်တိုင်းကိုချက်ချင်းတာထွက်ချိန်စောင့်စရာမလိုဘဲနဲ့ချက်ချင်းထပြေးနိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။အာဖရိကနဲ့အာရှတွေမှာအများဆုံးတွေ့ရကြပြီးတော့ချန်သေးတို့ကြားတို့လိုမဟုတ်ဘဲနဲ့သူတို့ကများသောအားဖြင့်သူတို့ထက်အရွယ်စားသေးတဲ့အကောင်တွေကိုပဲတိုက်ခိုက်ကြတာများပါတယ်။ဥပမာကျွဲတို့မြောက်တို့စသဖြင့်ပေါ့နော်သူတို့ရဲ့အထူးကျွမ်းကျင်တဲ့နီလန်တစ်ခုကတော့သူတို့ဖန်စီရရှိထားပြီးတဲ့တားကောင်တွေကိုတစ်ပင်တွေပေါ်မှာဘလောက်ပဲမြင့်မြင့်ကိုက်ချီသွားလို့ရတာပဲဖြစ်ပါတယ်ဒီလိုလိုချင်းအပြင်လေသူတို့ရဲ့အစာတွေကိုတခြားသားရဲတွေလာလို့မရမှာလေဖြစ်လို့ပါသူတို့ရဲ့တန်မာတဲ့ပခုံးကြွသားတွေကြောင့်သူတို့ကဘလို့တရိတ်ဆန်မျိုးကိုမဆိုအလွယ်လေးကိုက်ချီသွားနိုင်မှာပဲဖြစ်ပါတယ်သူတို့ကပိုင်နက်ကိုတေချာတတ်မှတ်တတ်တဲ့သူတွေပါများသောအားဖြင့်သူတို့ရဲ့စီးရဲလက်သေးရာတွေနဲ့သူတို့ရဲ့အငြိအကျေးတွေကိုခြားထားလေးရှိနေပြီးသူတို့ရဲ့ပိုင်နက်တွေကိုတတ်မှတ်လေးရှိကြတာပါသူတို့ကတကူထဲနေတတ်တဲ့တတဝါတွေဖြစ်တာကြောင့်လေတခြားသောစက်သက်တွေလိုမျိုးသူတို့ပိုင်နက်ကိုမလာစေချင်တဲ့အတွက်ကြောင့်ပိုင်နက်တွေကိုတေးသေးချာချာတတ်မှတ်ထားလေးရှိကြပါတယ်ရှင်